မင်းကြီးကသူ့ရဲ့သမီးတော်ကိုကိုမြတ်မဲ့စင်ပေါ်မှာတုံ့နှောင်ထားခိုင်းလိုက်ပါတယ်ပြီးတော့လက်အောက်ငယ်သားတွေကိုအမိန့်ပေးပြီးလူသားစားဖို့အသင့်ဖြစ်နေတဲ့ငရဲပြီးလူဝင်ပလွေ၃កောင်ကိုခေါ်ထုတ်လာခိုင်းလိုက်ပါတယ်အာနာယူမိုက်မှုကြောင့်ကိုသမီးရင်းကိုတော့ရဆက်ဆက်စတေးနေတဲ့မင်းဆိုးမင်းကြီးရဲ့လောက်ရက်ကိုကြည့်ပြီးလက်ထိတ်ချေထိတ်တွေနဲ့ချုံနှောင်ခံထားရတဲ့ဟာဂျူလီတယောက်လုံးဝသိမခံနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲသူ့ရဲ့သွေးထဲမှာပုံအောင်နေတဲ့တဝက်တစ်ပြက်နက်ဖျားသွေးတွေနိုးထလာခဲ့ပါတယ်ဒါကိုမြင်တော့မင်းကြီးကဝန်ပုတ်လွေတွေကိုလွှတ်ပေးဖို့နဲ့ကျိုးတွေကိုဖျက်ပစ်ပြီးတန်တကားကိုပိတ်ချပစ်ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီလိုရေးပေါ်အနေထားမှာပဲဟာဂျူလီကသူ့ကိုချီနှောင်ထားတဲ့တန်ချေချင်းတွေကိုရုံထွက်ပြီးမင်းသမီးလေးကိုအမြန်ကယ်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဟုံးကနေဝင်လာတဲ့ဝန်ပုတ်လွေတွေကသူ့ရဲ့လက်တွေနဲ့ခြေထောက်တွေကိုအလွတ်မပေးဘဲကိုက်ထားလိုက်ကြပါတယ်၃កောင်နဲ့တကူတော်နဲ့ရင်ဆိုင်ရပေမဲ့ဟာဂျူလီဟာတစ်စက်ကလေးတောင်အရှုံးမပေးခဲ့ပါဘူးအဲ့ဒီအချိန်မှာနောက်ထပ်ဝန်ပုတ်လွေတစ်ကောင်ကအနောက်ကနေခုံအုပ်ပြီးအကွက်စင်တိုက်ခိုက်လာပါတယ်ဒါပေမဲ့ဟာဂျူလီဆိုတာကဗလာလက်နဲ့တင်ချင်းတေမင်းကြီးကိုကိုယ်တိုင်ဆွဲထည့်ခဲ့ဘူးတဲ့သူပါဒီဝန်ပုတ်လွေတွေလောက်တော့သူ့ကိုရှင်လို့မရပါဘူးနောက်ဆုံးအော်ဟစ်တန်တစ်ချက်နဲ့အတူငြိမ်ကျသွားခဲ့ပါတယ်ကြံနေသေးတဲ့နောက်ဆုံးဝန်ပုတ်လွေတစ်ကောင်ကတော့သူ့ရဲ့ခြေမျက်စိကိုအသေးချကိုက်ထားပြီးအလွတ်မပေးပါဘူးအဲ့ဒီတော့ဟာဂျူလီလည်းသူ့လက်ကောက်ဝတ်ကအဆွဲကိုဆွဲထုတ်လိုက်ပြီးညှာတာမှုမရှိပဲအပီးတိုင်ရှင်းထုတ်ပစ်လိုက်ပါတယ်အန်နီယယ်တွေကင်းစင်သွားတဲ့အခါမှာတော့ဟာဂျူလီဟာမြေအောက်ထောင်ထဲကသူ့ရဲ့အဖော်တွေကိုကယ်ထုတ်ခဲ့ပြီးအာနာရှင်ကိုတော်လန်ဖို့လူအများကိုဥဆောင်ချီတက်ဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့သူတို့တွေဖျားเจ้าစီရောက်တာနဲ့ရန်သူစစ်တပ်ကြီးတစ်ခုလုံးကအတင်းဆောင်ဆိုင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါတင်မကသေးပါဘူးဟာဂျူလီရဲ့သားဖြစ်သူကဖမ်းဆီးချုပ်နှောင်ထားကြပြီးလက်နက်ချအညံ့ခံခိုင်းမှုဓာတ်ဆခံဖြစ်အတုံးချခံထားရပါတယ်နှစ်ဖက်စလုံးအခြေအနေတင်းမာနေတဲ့အချိန်မှာပဲလူဝက်မဟာမိတ်တူကဓမြောင်တစ်ချောင်းနဲ့ရုတ်တရက်ပြစ်လွတ်လိုက်ပြီးကင်းဆောင်ကိုရှင်းပစ်လိုက်ပါတယ်အဲ့ဒီနောက်အားလုံးဝိုင်းပြီးဟာဂျူလီရဲ့သားကိုအောင်မြင်စွာကယ်တင်လိုက်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့ရန်သူအင်အားကသူတို့ထက်အစားပေါင်းများစွာများပြားနေတော့ဘလောက်ပဲကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတွေပဲဖြစ်နေပါစေနောက်ဆုံးမှာတော့ဆက်ပြီးမတားဆီးနိုင်တော့ပဲထိခိုက်ဒေဆုံးသူတွေများလာခဲ့ပါတယ်ဒါနဲ့ပဲဟာဂျူလီလည်းလူအများကိုခေါ်ပြီးအမြင့်ပိုင်းနေရာစီကိုနောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာမိကွက်တွေကိုလှန်ချလိုက်ပြီးစီတွေနဲ့ပြည့်နေတဲ့မိကွက်တွေဟာလေကားထစ်တွေပေါ်အကုန်ပြန့်နှံ့သွားခဲ့ပါတယ်တချိန်ထိုးတောက်လောင်လာတဲ့မိကန်တွေဟာနေရာအနှံ့ပြန့်နှံ့သွားခဲ့ပြီးတစ်စက္ကန့်အတွင်းမှာလူအသက်ပေါင်းများစွာကိုမျိုးချပစ်လိုက်ပါတယ်ဒါပေမဲ့ဒီမောက်မာတဲ့မင်းကြီးကတော့အဲ့ဓာတွေကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးသူ့စစ်သားတွေကိုဒိုင်းကာတွေနဲ့တန်းစီပြီးလေကားထစ်တွေအတိုင်းဆက်တက်တိုက်ခိုက်ဖို့ပဲအမိန့်ပေးနေပါတယ်အဲ့ဒီအချိန်မှာပဲဟာဂျူလီကရုပ်ထုကြီးရဲ့အောက်ခြေစီကိုအမြန်သွားလိုက်ပါတယ်တဝက်တစ်ပြက်နက်ဖျားရဲ့စွမ်းအားပြည့်ကိုထုတ်သုံးလိုက်ပြီးတန်ချိန်100ရှိတဲ့ရုပ်ထုကြီးကိုတွန်းလဲပစ်လိုက်ပါတယ်အာနာရှင်စနစ်ရဲ့တင်ကေတာဖြစ်တဲ့အဲ့ဒီအရာမရုပ်ထုကြီးဟာအပိုင်းပိုင်းအဆအဆကွဲကြေကျိုးပဲသွားပြီးမြေကြီးပေါ်ကိုပြိုကျသွားခဲ့ပါတယ်